ဒီနေ့ကျမပေါ့နော် OP game လေးခေါ်ပြမှာဖြစ်ပါတယ်ကဲအခုဆိုတော့ခေါ်ချရအောင်ပေါ့နော်ကဲသူကじゃစပင်းနဲ့ချင်လို့ဆိုပြီးခေါ်ပြမှာပါအဲ့တော့ကျမလည်းခေါ်ကျမတို့လည်းအဆိုသွားကြပါမယ်ဘာပါလဲဒါက OP ပါသူကစပင်းနဲ့ချင်လို့ပဲဖြစ်ပါတယ်ကဲအဲ့လိုပေါ့နော်အဲ့လိုဟာလေးတွေပေါ့နော်ကျမလုတ်တက်တယ်ပြီးရင်တော့အခုဆိုရင်ကျမအခက်ကိုကစားပြတာပဲဖြစ်ပါတယ်အခက်ဒါဆိုရဲအခက်တွေကြည့်ပါပဲကျမပစ္စည်းတစ်သေးလေးတွေနဲ့ခုံပြတာပဲဖြစ်ပါတယ်အခက်ဆိုတော့လွယ်တယ်ပေါ့နော်အခက်ဆိုပေမဲ့လွယ်တယ်လူတိုင်းကတော့စောင့်တတ်မှာပါဒီအခက်ပဲအလိုကြကျမခက်အောင်လုပ်ပါမယ်အဲ့လိုပေါ့နော်ဒါကကြောင့်လွယ်လေခက်တယ်ပေါ့နော်လွယ်တာလေးလည်းရှိရခက်တာလေးလည်းရှိရနှစ်ခုစလုံးပေါ့နော်ကျမအလောက်ပေါင်းလာတာဟိုးရင်တော့ဟာလေးတွေဆိုရဲတဲ့အသက်ချမလို့ပေါ့နော်ကဲအရှိတာစပင်းနဲ့ဆိုင်ရရောက်တော့ပါမယ်ကျမပေါ့နော်သူကစပင်းနဲ့ချင်လာမယ်လို့သူ့ကိုစပင်းနဲ့ဆိုင်လေးကိုရောက်လို့ပါမှာကဲအခုဆိုတော့ရောက်သွားပါပြီလူတွေအားလုံးလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်ကဲအားဆိုကျမစပင်းလေးတွေပါကြော်ညာပေးမယ်ပေါ့နော်ဒါကျမရဲ့အကြည့်ပဲဖြစ်ပါတယ်ဒီမှာစပင်းအသက်ဟုတ်ပါနော်ကဲအခုဆိုတော့ကျမကဒါပဲလုပ်ပါမှာလူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ကျမ live ပေါ်လည်းတင်ပြပေးမယ်မနက်ဖြန်ပေါ့နော်ကဲအခုတင်ပြသွားပြီဆိုတော့ကျမ bye bye ပါ